ကားရတော့4 နာရီမဖွဲခင်မှာရောက်လာတယ်လိုင်းတော့တတိထားပေါ့ရွှေပလင်က6 နိုင်လောက်ပါခွင့်ပေါ့6 နိုင်လောက်ပေါ်ပါသွားမယ်ဆိုပြီးတော့ခိုင်ကျော်ဝင်လာပြီးတော့မထူပါဘူးဒီမှာပဲတခါလဲစားလိုက်တော့မယ်ဘုလို့ဆိုရင်ကြိုက်ထိုမှာဆိုလို့ရှိရင်အရန်ပေါ့နော်ထမင်းစားချိန်နဲ့နေ့လေထမင်းစားချိန်နဲ့ရန်ကတ်သွားတယ်မစားနိုင်ပဲနေကားနှစ်စီးတစ်စီးကတော့ဒီကြည်စံကောင်းပေါ့နော်ကြည်စံကောင်းတစ်စီးရယ်ပြီးသွားလို့ရှိရင် high ဆိုနှစ်စီးလုံးတော့ high ဆိုတော့ model နေတဲ့အမြင်ပေါ့နောက်တစ်စီးကတော့VIP ပေါ့ VIP ဆိုတော့ခုံနေပါလေပိုကောင်းတယ်ကျွန်တော်ရုံကဖယ်လို့အဆုတ်ကြီးမဟုတ်ဗျာအားစားကြပါလဲဒီမှာစီထမင်းတွေလည်းရှိရကျွန်တော်ကထမင်းကြော်ကျဲဥခါ fry နဲ့လိုက်ပွဲတစ်ပွဲပါပေးပါဟောလေအနှစ်တစ်ခုစမ်းပေးလို့ရမှာထမင်းကြော်ဟေးမရသေးဘူးဟုတ်လားအားရအဲ့ဆိုပြီးမုံဟင်းရလားမုံဟင်းကိုကျွန်တော်ငဖယ်နဲ့တစ်ပွဲဖိုင်အဲ့ရမုံဟင်းအလွတ်တစ်ပွဲပဲနော်ပွဲရှိတဲ့လမ်းတော့နေတော့တယ်ပွဲကြီးပွဲလေးမရှိဘူးတရားလေမလားပွဲမှာဘူးမပါသားလေကျွန်တော်ဟိုလိုက်ပွဲတစ်ပွဲပါပေးနော်လိုက်ပွဲပြီးမှလုံးဝမာလိုက်မယ်မြဲနေဟိုမှာကြရင်နော်39မိုင်ခိုင်ကျော်ကအိမ်တိုင်းလည်းတော်တော်တတ်မြတ်ရှိရတယ်ခဏတတ်တွေပါလည်းမရှိ6 နာရီ 20လောက်ကျွန်တော်တို့စပြီးတော့ထွက်မယ်ဖအအောင်စသွားပါဘောနော်ဖအအောင်သွားပါကြားထဲမှာတော့လူကြီးတွေပါတော့ဟွန်နာဒီနာလောက်ပဲရှိမယ်ပြီးရင်ကျွန်တော်တို့စပါးကူတို့ဘာလို့သွားမယ်ပေါ့နော်39မိုင်ပေါ်နေကြီးရနေစထွက်ပြီရွှေပလင်ကတော့ခုမှဖွင့်ပါတယ်ခင်ဗျာရွှေပလင်ရတော်ပလင်ရဟောဒီဆိုင်မမဟုတ်ဘူးဆိုင်တိုင်းကြီးပါဆိုင်တော့ဟုတ်ဘယ်တော့ဆိုင်ရတော်တော်လေးကောင်းတယ်တဲ့လားဘယ်တော့ဆိုင်ကြီးရတော်တော်ကောင်းဆန်အစားလေးပွေးပြီးတော့လေဆန်ကြောကြီးကြီးတွေပဲဟုတ်တယ်ညီမချိန်ဆွဲစားဟိုလေရှင်းပါဘို့တို့ကျွန်တော်ဒီဆိုင်ပြောတာလေဒီဘက်ကလားဒီဘက်မှာဟိုမှာလေရွှေမင်းသားဟိုရှိရဟောအနီအောင်ဆိုင်မုံလေအဲ့လက်ဖေးဆိုင်မလားဟာလားလက်ဖေးဆိုင်ဒီမင်းကြောင့်အကုန်ဆုံးရတယ်ကိုအာလူဟောဆိုင်အကြီးပဲနော်ဆိုင်ကြီးပဲတွေ့လားဆေးပဲပုံဒီနေတဲ့ကို9 နိုင်ခွဲလောက်မှရောက်လာတယ်7 နိုင်လောက်မှာတော့အထုံတိုက်ချိုရောက်ပြီပေးမဲ့သားလေးပြေးသားလေးပေးပြေးစားကျွန်တော်ထွက်လာမနိုင်4 ခွဲနော်4 ခွဲ5 ခွဲ6 ခွဲ3 နိုင်ခွဲပဲကြာတော့တိုက်ချိုနော်တိုက်ထို3 နိုင်ခွဲတိုက်ထိုကျွန်တော်တို့မျိုးချောင်လမ်းနေသွားတာမျိုးချောင်လမ်းမှာအခုမိုးရွာနေတယ်ဟောနော်မိုးရွာနေတဲ့အချိန်မှာ view လေးတွေဒီ view ထဲမှာမြင်ရတော့ view လေးတွေကြားတယ်လမ်းတော့ view နေရပါပြည်မိနေတော့ဆိုင်တိုင်းစတားတော့ရှောက်တယ်ကြားမှာတော့ပုံလေးတွေပဲပေါ့နော်အဲ့တော့အချိန်တည်းလေးတော့ delay ဖြစ်သွားတယ်